ဘဝမှာကျွန်တော်တို့ယုံကြည်သူများအနေနဲ့ဘာလို့ဘာကံရမှန်းမသိဘူးဖြစ်နေတယ်ဆိုရင်သူဖြစ်လမ်းပြောင်းနေတယ်လို့မျိုးဖြစ်နေတယ်ဆိုရင်ဒီနေ့ကျွန်တော်လုပ်ရမယ့်အရာကမြန်မာယူဒတ်ကျမ်းစာမှာတော့ဒီလိုပြောတယ်တညီတညွတ်တဲ့ဆုတောင်းကြ၏ဒီနေ့ယေရှုခရစ်တော်ကတေခြင်းမြစ်စုမှန်ကိုအောင်မြင်ပြီးတော့ရက်40တိတိသူ့ရဲ့တပည့်တော်တွေနဲ့တူတူလောကမှာကိုထင်ရှားအသက်ရှင်ခဲ့ပြီးတဲ့နောက်ကောင်းကင်ကိုတန်လွင်တောင်ပေါ်ကနေအရှင်လက်လက်ချီကြွသွားပြီးတဲ့နောက်မှာယေရှုနဲ့အတူတူ3နှစ်ပတ်လုံးဖခင်ရဲ့အမှုတော်ကိုဘယ်လိုဆောင်ရမလဲဆိုတဲ့အရာတွေကိုဒီနေ့ယေရှုကပဲနေ့တိုင်းမှာ coach လုပ်ပေးခဲ့တယ်တွင်တင်ခဲ့တယ်မေတော်မာရီမဆိုင်အခြားသောမာရီယုံကြည်ယေရှုကိုယုံကြည်တဲ့မာရီတို့တပည့်တော်တွေအများကြီးอ่ะယေရှုကလည်းရုတ်တရက်ကောင်းကင်ကိုတက်သွားတဲ့နောက်မှာဘာလို့ဘာကံရမှမသိဘူးဆိုပြီးတော့တွေ့ဝေမိုင်းတိုင်မနေဘူးဆိုတာတွေ့ရတာဖြစ်ပါတယ်ယေရှုဆက်ဆက်ချင်းလက်ဝါးကားတိုင်းမှာအသေးခံရမယ်ဆိုပြီးတော့ယောမစစ်သားတွေယေရှုကိုလာဖမ်းတဲ့အချိန်မှာတော့ပေယေရှုရဲ့အနာမှာအမြဲတမ်းအချိန်တိုင်းအတူရှိခဲ့တဲ့ပေတရုတို့တပည့်တော်တွေကဘာလုပ်ခဲ့လဲဆိုလို့ရှိရင်ပေယေရှုကိုမသိဘူးဆိုပြီးတော့ညင်းပြီးတော့နောက်ဆုံးသူတို့တစ်ချိန်ကလုပ်ခဲ့တဲ့ငါးဖမ်းခြင်းအလုပ်ကိုပြန်တွားလို့ဖို့ရန်ဆိုဖြစ်ခဲ့တနည်းအားဖြင့်ဘာလို့ဘာကံရမှမသိတဲ့အခါမှာငကိုဘဝဟောင်းကိုငကိုအလုပ်ကိုပြန်တွားလို့ဖို့ရန်အတွက်ရွေးချယ်ခဲ့ဒါပေမဲ့ယေရှုလည်းအသေးခံပြီးတော့3ရက်မြောက်တော်နေ့မှာချမြောက်ပြီးတဲ့အချိန်တပည့်တော်တွေကိုပြန်လဲပြီးတော့ဆွဲခေါ်တယ်ပြန်လဲပြီးတော့အရက်40တိတိကိုထင်ရှားပြပြီးတော့အနိကပြန်တွင်တင်ပေးပြီးတဲ့နောက်မှာတော့ယေရှုကောင်းကင်ဘုံကိုတက်သွားတဲ့အချိန်မှာတော့ပေတရုမဆိုင်ရဲ့တပည့်တော်တွေယေရှုရဲ့မေတော်မာရီတွေကတွေရောအားလုံးကဘာလို့ဘာကံတကယ်တမ်းဆိုရင်တော့ခေါင်းဆောင်တယောက်လုံး coach နီးပြတယောက်လုံးမရှိတော့ဘူးချစ်တဲ့အတွက်အခုမရှိခြင်းကရှင်းပြောမယ်ဆိုရင်တော့ဘယ်တော့မှပြန်လာချင်ဒီလူပုဂ္ဂိုလ်အနေနဲ့ဘယ်တော့မှပြန်မလာတော့မယ့်အခြေအနေဖြစ်တယ်ဒါပေမဲ့အဲ့ဒီအခြေအနေကိုကြုံနေရသည့်တိုင်အောင်ဒီတပည့်တော်တွေကတွေ့ဝေမနေဘဲနဲ့ကျမ်းစာမှာတယ်လို့ပြောတမန်တော်1ငယ်14မှာထိုသူအပေါင်းတို့သည်ယေရှု၏မေတော်မာရိမှစ၍မိန်းမတို့နှင့်၎င်းညီတော်တို့နှင့်၎င်းတညီတညွတ်တဲ့ကြိုးစား၍ဆုတောင်းပတနာပြုလျက်နေကြ၏သူတို့ဘာလို့ဘာကံရမှမသိဘူးမှန်တယ်အဲ့ဒီချိန်မှာတရားမဟောတည်းဒါပေမဲ့သူတို့ဘာလို့ပို့ဆုံးချက်လဲဆိုလို့ရှိရင်တညီတညွတ်တဲ့ဆုတောင်းဖို့ရန်အတွက်ဆုံးဖြတ်ပြီးတော့ဆုတောင်းခဲ့ကြတာဖြစ်တယ်မြန်မာစမီကျမ်းမှာတော့ဒီလိုပြောတယ်တစိတ်the body ဖြစ်ဆုတောင်းခြင်း hallelujah ဒီနေ့ကိုနီးကိုဟန်ကိုစိတ်ကြိုက်နော်ကိုဆုတောင်းခြင်းတယ်လို့ဆုတောင်းတယ်လို့မပြောတာဘလို့ဆုတောင်းလဲတစိတ် the body ယေရှုကသူတို့ကိုကောင်းကင်မသွားခင်မှာမာခဲ့ယေရုရှလင်မြို့ကနေမထွက်ဘဲနဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုကိုမရမချင်းစောင့်နေပါဆိုတဲ့အတိုင်းပဲသူတို့ကတစိတ်တဲ့ဘောတဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုခံရဖို့ရန်အတွက်တညီတညွတ်တဲ့ဆုတောင်းခဲ့ကြတာဖြစ်တယ်။အဲ့ဒီအရာကခန်းကြီးနှစ်ယောက်တာနဲ့ပေတရုတို့တပည့်တော်တွေက another person သူချာချာနာတဲ့ပုဂ္ဂိုလ်တွေအချစ်ဖခင်ကဗိတ်သိက်ခဲ့တယ်အသုံးပြုပြောင်းလဲစေခဲ့တယ်ဆိုတဲ့အရာကိုကျွန်တော်မြင်တွေ့ရတာဖြစ်တယ်။ဒါကြောင့်ဘဝမှာဒီကာချူချစ်ဒီကာလာကတင်းနဲ့ကျွန်တော်လမ်းပြောက်ပြီးတော့စိတ်တက်ကြပြီးတော့ခြေမကင်မိလက်မကင်မိနဲ့နေရမယ့်အချိန်မဟုတ်ဘူးဖြစ်တယ်။တညီတညွတ်တဲ့တစိတ်တဘောတဲ့နဲ့ဒီနေ့ဖျားရခင်ကျွန်တော်ကိုမိတ်မာခဲ့တဲ့ဇကားတွေကိုပြန်လည်ပြီးတော့ imagination လုပ်ပြီးတော့ကျွန်တော်တို့ကဆုတောင်းပြီးပြင်ဆင်နေဖို့ရန်အတွက်ဖြစ်တယ်။ hallelujah ဘုရားရဲ့တဲ့နဲ့ကျွန်တော်အားဖြင့်ကြီးမားတဲ့နမိတ်လက္ခဏာကြီးမားတဲ့အမှုပြုခြင်းတွေကိုလုပ်ပေးဖို့ရန်အတွက်ဖြစ်စေဖို့ရန်အတွက်အစင်တက်ရှိနေတာဖြစ်တယ်ဆိုတဲ့အရာကိုဒီနှုတ်ကပတ်တော်အဖြစ်ခွာပေးခြင်းနဲ့ရောက်တိုင်းဘုရားချူကောင်းကြည့်ပေးပါစေ။